လုံးတော်ကြီးရတခုခုပြင်ဆုံးမှာထားကလာပါ day 2ပါဒီနေ့တော့တနေ့လုံးကားငားထားပါတယ်တော့သွားနေတဲ့နေရာလျှောက်သွားမှာနော်လောဆယ်မနက်စာစားမယ်စားdim sumဒီမှာdim sumဆိုင်နေတော်တော်များရပြီအရှိပဲလုံးတော်ကြီးရတခုခုတပေါင်းဘယ်လောက်လဲတော့မသိဘူးဒီမှာအကျော်လေးစုံမယ်ဒီကောင်တူမယ်တပွဲလောက်ဆန်းကြည့်လိုက်ပါတော့ပြတ်လေးလောင်းထိုင်နိုစီအကွေ့ကြီးဆွဲနေပြီနော်စံပြောလေးစားဒီဒီရဲတဲ့တွေကတော့မစားရသေးဘူးစွန်ကြိုရောနေစေvery good အကွေ့ကြီးအကွေ့ရတက်စရာနည်းနည်းလေးတော့ပြောနော်ဘလို့မြင်လက်ပူစီတိုင်းအချင်းရစိုးကိုပဲဒါပေါင်း site ကိုရှိုးလာကင်မရာကိုညင်ကျွေးရတယ်အပွားပါ review လုပ်နေပြီကောင်းပါရဲ့စေးပဲဝတ်သားကျတော့ကိကြိုက်ပါလားစေးပဲကတော့မတူဘူးသိပြီတော့စေးပဲကဖားရချင်တယ်အဲ့လိုဗမာလေးပဲငါတို့ဗမာပြည်ကမစေးပဲဦးနေတော့အခုပီနန်းဟေးကိုရောက်ပါပြီပီနန်းဟေးမှာ cable စီးမယ်ပေါ့နော်ဈေးနှုန်းနေပါ5 adult 60 you mean passport right အသက်60ကျော်ရင် discount ရအသက်60ကျော်မှလာကြနော် discount ရသွားတဲ့ senior 2ယောက်နှစ်ခုရွေးလို့ရတယ် normal lane နဲ့ express lane ဈေးကနှစ်ဆတော့ကွာcable ကားအဲ့လောက်အကြာကြီးစီးရမှာပေါ့ပြီးအပေါ်မှာသွားကြနေရတယ်အများကြီးတော့အမှတ်နေထားတော့မတ်တက်ပဲရက်လိုက်ရမှာ expectation နဲ့ reality ကအလင်းလေးတော့လွဲသွားပြီ၄ရောက်သွားပြီတော့အပေါ်မှာအေးတယ်ဟာမိုက်တယ်ချောင်းပါတော့ဒီပီနန်းကေဘယ်ရထားအာရှမှာဒေါ်လာအမှတ်ဆုံးမြည့်ထားရတဲ့တစ်ခုဖြစ်ပါတယ်ဒီပီနန်းဟေးဘောကနေပီနန်းလိုရင်းပြန်ပြဖီလီတော်တော်လေးမိုက်ပါတယ်တော်လေးတော့မိုက်ပါတယ်ကဲမှန်မြောင်းကြည့်မယ် 1RM နဲ့မျိုးရှိုးမယ်ဘာကြီးလဲမနေ့ကြည့်ယူနေရတယ်ဘယ်လိုကြီးတော့ဒါကမတည့်လားမျိုးမရှိရင်ပိုကြည့်လို့ကောင်းမယ်ထင်တယ်ဆယ်ဈေးရောက်တာလုံးဝစီဝါရေးဆန်ဆန်ပဲနှိမ့်ခံလို့ရတယ်ခေပါတော့ဒီဘောတင်ရတာကြီးမွေရောဒီကတော့တိတ်အဆင်မပြေ no မ try အတသေးလေးပဲဟေးဘာဒီဝါတိတ်အဆင်မပြေဟိုပုံနေရကောင်စိုးချေစာကျွေးတဲ့အချိန်ပဲထားတဲ့ကောင်တော့ကောင်ဒီပွိုင်းနေတနားရောက်တော့ပတ်ရမယ်ဆိုတော့အချိန်တော့အရင်ကြီးမရတော့တယောက်60ဆိုတော့ဘယ်480တော့ရှိရဝင်ကြီးကတရထဲနဲ့သွားမဲ့နေရာကြီးများနေဆိုတော့ဘယ်ကိုဆက်သွားမှမသိဒီမှာလည်းအကြာကြီးကနေလို့မရတော့ရှေ့ဆုံးမှာစေးပဲကဲပြန်အစင်းမှာတော့ express layer မိသားစုတူတူပဲရှိရမို့လို့အရင်မြင်နေရဲ့ view လေးနဲ့အတူစီးပြီးတော့ video လေးနဲ့တခြားရိုက်ခဲ့ရပါတယ်အဲ့ဒါတွေကသွားမယ် Luxy Temple တော့ပွင့်မဲ့တော့ကြောင်းတော်တော်လေးတော့လာတယ်မင်းတော့ညာဘက်သွားရင်ပို့လာမယ်ထင်တယ်ဘူးလို့တဲ့သူကဒီနားမှာပဲကတ်နေရတော့လမ်းကျောတင်တော့အဲ့ကိုပဲရင်သွားပြမယ်ထင်တယ် Chinese Galaxy Temple တဲ့အတန်းတက်ဝက်တော့ရောက်နေပြီပေါ့ပုံမှန်ဆိုရင်တော့ကားနဲ့တစ်ခါတက်သွားလိုက်ရတယ်ဒါပေမဲ့နည်းနည်း view လေးတွေရိုက်ချင်လို့ Galaxy ဆိုတာမြန်မာလိုအေဂျင့်တာယာတော့ဒုက္ခဝရီပုံစံမျိုးတွေပဲရပါတယ်တက်ပဲဘောကနုတ်တွေတော်တော်လာဒီကျောင်းတော်ကြီးကအရှိတောင်အာရှမှာအကြီးဆုံးနဲ့ထင်ရှားဆုံးတရုတ်ဗုဒ္ဓဘာသာကျောင်းတော်ကြီးတစ်ခုဖြစ်ပါတယ်1892ခုနှစ်စက်တင်ဘာလမှာတည်ဆောက်ခဲ့တာပါပြည်သူ့ကလည်းရတရုတ်ရောထိုင်းရောမြန်မာရောသုံးနိုင်ငံလုံးပေါင်းစပ်ထားမှုလို့တော်တော်လေးကိုထူးခြားပါတယ်ကျောင်းတော်ဝင်ကြီးလည်းမရှိသလိုမနက်7:00 နာရီခွဲနဲ့ညနေ9:00 နာရီခွဲဒီဖွင့်ထားတယ်တော့အကျယ်ပဲဟောတော်တော်ပူတယ်တော့ပြောကြမရှိဘူးဟဲ့တရုတ်လည်းမဟုတ်ဘူးဆိုတော့ဒီတိုင်းလိုက်ပြတာပါ Okay living with a harmoniously happy Chinese New Year ညာကြီးပဲဟာ wish down
တွေ့တဲ့အတိုင်းတောင်းကြစုတွေကတော့တော်တော်များပါတယ်ကျွန်တော်လည်းဘာပြောမှမသိဖြစ်နေပါဘူး success in everything နဲ့ဒါကြီးကအရင် general ဖြစ်လွန်လာတယ် Lily hat တွေကိုကျွေးကြပါတယ်ကဲဒီမြင်ဆုံးမှာထားခြင်းလေအထက်အားလုံးပေါင်း9ထပ်ရှိပြီးတော့တစ်ထပ်ချင်းစီမှာသွားစရာနေရာရတော်တော်များပါတယ်ထားပြီးတစ်ထပ်တက်လာတဲ့ view ကပိုပြီးတော့စားတယ် Quiet statue take incline lift it okay let's go သွားတဲ့ကြောင်း lift စီမယ်ပြန်ကြရင်တော့ကားနဲ့ပြန်ဆင်း lift ကတယောက်ကို3ချက် single trip ဒီမှာအလားဆုံးပဲ ဒါကတော့ဂျင်းနီနဲ့လှုပ်ထားတဲ့အမြင့်ပေ120မြင့်နဲ့ကမ္ဘာအမြင့်ဆုံးကွာရင်မဲတော့ရုပ်ပွားတော့ ကားနဲ့တက်မယ်ဆိုဒီ body တန်တက်အောင်ဘိုက်စားပြီးနေ့တည်းတော့ဆောင်းရရတော့မယ်ဟုတ်နေရတော့မယ်